Chapter 9, Exercise 10. Find the capacitance that can be obtained by combining 310 microfarad capacitor and all possible way. 10 microfarad ရှိတဲ့ capacitor 3လုံးကို and all possible way ဆိုတာဖြစ်နိုင်တဲ့နည်းလမ်းတွေနဲ့ဆက်ပေးရပါမယ်။ပြီးတော့ဘာကိုရှာပေးရမှာဆိုစုစုပေါင်းစီတန်ဖိုးကိုရှာပေးရမယ်เนาะအဲ့တော့နည်းလမ်းပဲနည်းဆက်လို့ရမှာလို့ဆိုတော့၄နည်းဆက်လို့ရတယ်ပေါ့ပထမတစ်နည်းက capacitor 3လုံးကိုall parallel ဆက်မယ်ပေါ့အဲ့တော့ဒီမှာ capacitor 3လုံးဖြစ်တဲ့အတွက်ကြောင့်မို့လို့ C1 ရေ C2 ရေ C3 ရေဆိုပြီးတော့မှရေးလိုက်တယ်ပြီးရင် C1 ရေ C2 ရေ C3 ရေကိုconnected and parallel ဆက်မယ်เนาะအဲ့တော့ parallel ဆက်မယ်ဆိုရင် capacitor တွေကို parallel ဆက်ရင်ထဲပေါင်းပေးရအဲ့တော့ C ကိုလိုချင်နေဆိုရင် C1 ရေ C2 ရေ C3 ရေမှာပေါင်းလိုက်တော့13 microfarad ရတယ်ခဏတွေကိုဒီမှာအစားထိုးတဲ့အခါမှာ microfarad ကိုထည့်စရာမလိုဘူး microfarad ကိုဒီအဖြေကိုရောက်မှ microfarad ကိုပြန်ပြီးတော့မှထည့်ပေးရမယ်เนาะပြီးရင်နောက်ထပ်နီးလန်းတစ်ခုကတော့ဒီမှာ capacitor 3လုံးကို series ဆက်ပေးရမယ်အဲ့တော့ capacitor တွေကို series ဆက်ရင်ဘိုင်ခံပြီးတော့ပေါင်းပေးရတာအဲ့တော့ 1/c equal 1/c1 plus 1/c2 plus 1/c3 အဲ့တော့ဒီမှာကဏ္ဍတွေကိုစားထိုးလိုက်တယ်စားထိုးပြီးတော့ရှင်းလိုက်တော့ 1/c equal 3/10 c ကိုပြောင်းပြန်လာလိုက်ရင်10ကိုလည်းပြောင်းပြန်လာလိုက်တယ်အဲ့တော့အဖြေက 3.33 microfarad เนาะ capacitor 3လုံးကို series ဆက်ထားတယ်နောက်ထပ်နီးလန်းတစ်ခုကတော့နှလုံးကို parallel တစ်လုံးကို series ဆက်ပေးရမယ်အဲ့တော့ဒီမှာ C1 နဲ့ C2 ကိုအရင်ဆုံး parallel ဆက်လိုက်တယ်အဲ့တော့ CP ဘာလို့ CP ယူရအောင်ဆိုတော့နောက်ထပ် C3 နဲ့ထပ်ဆက်ရအောင်မဖြစ်တဲ့အတွက်ကြောင့်မို့ DC ကို CP ဆိုပြီးယူထားတာအဲ့တော့ C1 နဲ့ C2 နဲ့ကို parallel ဆက်လိုက်တာဘယ်လောက်ရလဲဆိုတော့20 microfarad ရတယ်ပြီးရင် parallel ဆက်ပြီးရလာတဲ့ CP နဲ့ C3 နဲ့ကို CD ထပ်ပြီးတော့မှဆက်ပေးရမယ်အဲ့တော့1/c equal 1/cp plus 1/c3 အဲ့တော့ဆက်လိုက်တော့ဘယ်လိုရအောင်ဆို 1/c equal 3/20 c ကိုပြောင်းပြန်လိုက်ရင် 20 ကိုလည်းပြောင်းပြန်လာလိုက်တယ်အဲ့တော့ 20/3 6.67 microfarad ဆိုပြီးရတယ်ဒီမှာနှလုံးကို parallel တစ်လုံးကို series နဲ့ဆက်ပေးထားတယ်နောက်ထပ်နီးလန်းတစ်ခုကတော့ C1 နဲ့ C2 ကိုအရင်ဆုံး series ဆက်မယ်အဲ့တော့ 1/cs ဘာလို့ CS လို့ယူတာတော့ဆိုတော့နောက်ထပ် C3 နဲ့ထပ်ဆက်ရအောင်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ CS လို့ယူလိုက်တယ်အဲ့တော့ 1/cs equal 1/c1 plus 1/c2 အဲ့တော့ 1/cs ဆိုပြီးတော့မှအစားထိုးလိုက်တယ်စားထိုးလိုက်တော့ 1/cs equal 2/10 ဆိုပြီးရတယ်ဒီမှာ CS ကိုပြောင်းပြန်လာလိုက်ရင်10ကိုလည်းပြောင်းပြန်လာလိုက်တယ်အဲ့တော့ CS တန်ဖိုးကြီး5 microfarad ရတယ်เนาะအဲ့တော့ဒီမှာ series ဆက်ပြီးတော့မှရရှိလာတဲ့ CS ရေ C3 ရေကိုဘယ်လိုထပ်ဆက်မအောင်ဆိုတော့ parallel ထပ်ဆက်ပေးရမယ်အဲ့တော့ C equal CS plus C3 ပေါ့ရှင်းလိုက်တော့15 microfarad ရတယ်ဒီမှာနှလုံးကို series ဆက်ထားတယ်တစ်လုံးနဲ့ parallel ထပ်ဆက်ထားတယ်ကျေးဇူးအများကြီးတင်ပါတယ်